လူယူစာချုပ်တက်တန်း2လပဲကျန်တော့တယ်တက်တန်းတိုးဖို့ပြင်ထားလိုက်ဦးတယ်ဟုတ်ကဲ့ကိုချန်ကြောင်းကြပေးပါကျွန်တော်စိတ်အေးသွားတယ်ဒီချန်ကကျွန်တော်ရဲ့တသက်တာအိမ်မက်တွေလေမပြောင်းချင်ပါဘူးဒါပေမဲ့အစောတလင်ပျော်ခဲ့မိတာပဲစာချုပ်မပြည့်ခင်တလားလိုမှလက်ဆောင်ပစ္စည်းတွေယူပြီးရွာသူကြီးအိမ်သွားခဲ့တယ်သူကြီးအိမ်ရောက်တော့တစ်ခါခောက်တယ်သူကြီးဇနီးကတစ်ခါလာဖွင့်ပေးတယ်အတော်တို့အတွက်လက်ဆောင်လို့ပြောတော့ရှိသေးတယ်ရပါတယ်ဆိုပြီးကုန်ယူသွားတယ်ဗျအိမ်ကိုရောက်တော့သူကြီးကလက်ဖက်ရည်ထိုင်တောက်နေတယ်ဦးကြီးစာချုပ်ကိစ္စလို့စပြောလိုက်တော့သူကအေးဆက်ဆက်နဲ့ကြည့်တယ်လက်ဖက်ရည်ပူပူလေးမှုတ်ပြီးဦးလေးလည်းဒီကိစ္စကိုပြောမလို့ပြောတော့ကျွန်တော်နည်းနည်းလက်တွန်သွားတယ်ဟုတ်ကဲ့သူကြီးပြောပါအားနာစရာလူတွေမှမဟုတ်တာလို့ပြောလိုက်တယ်လူဒီတောင်ကိုဦးမငှားပေးတော့ဘူးအခုပြန်သိမ်းပြီးတားအတွက်ပဲလှုပ်ခိုင်းတော့မယ်တဲ့ကျွန်တော်အုံနောက်ထဲမှာဟင်းကနေဖြစ်သွားတယ်သူဇနီးကလည်းနေကြစေးစားရင်ဝင်ပြောလိုက်သေးတယ်အခုတားကအလုံးမရှိလို့သူဇနီးကလည်းအရှင်လူကျမတို့အပြစ်မဟုတ်ပါဘူးအမျက်များတဲ့လုပ်ငန်းကိုဘယ်သူပဲဖြစ်ဖြစ်ကိုယ်တိုင်ပဲလုပ်ချင်ကြမှာပေါ့တဲ့သူတို့ကအမျက်ငွေတန်းကျော်ဆိုတာကိုပဲသိတာမနက်9 နာရီကနေစိုက်ခင်းထဲမှာအလုပ်လုပ်ရတာသူတို့သိသလားဤပညာအတွက်တောင်ပိုင်းမှာတစ်နှစ်လုံးသွားနေခဲ့ရတာကိုကောသူတို့သိသလားကျွန်တော်လက်သီးကိုတင်းဆုပ်လိုက်မိတယ်သူတို့မျက်နှာမှာတရားဝင်လူရက်နေတဲ့ပုံစံပဲရှိတယ်လူလက်ကုံရင်ပြောင်းပေးလိုက်တော့တဲ့သူတို့ရဲ့အချင်းရုပ်တဲ့မျက်နှာတွေကိုမြင်ပြီးဘာမှမပြောချင်တော့ဘူးကျွန်တော်ထားလိုက်တယ်နောက်လှည့်ပြီးထွက်လာလိုက်တယ်နောက်ကနေသူတို့မိမရဲ့ရေတံတွေကြားနေရတယ်ခြံထဲပြန်ရောက်တော့ဆစ်ရှုပ်ရှုပ်နဲ့စစ်လိတ်တာထိုင်တောက်နေမိတော့တယ်နောက်ပိုင်ဘာဖြစ်မလဲဆိုတာသိချင်ရင်အကောက်ကိုဖော်လို့လုပ်ပြီးအသေးပေးခဲ့ပါအောင်ဗျ